မိုးတဲထန်စွာရွာသွန်းနေတဲ့အချိန်မှာဒီမျိုးသမီးကားမောင်းသူကသူမရဲ့ကားနဲ့အတူဥမင်လိုင်ကောင်းထဲကိုမောင်းဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ကားထဲကိုရေဝင်သွားတဲ့အတွက်ဆက်တည်သွားခဲ့ရပါတယ်။တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့အတွက်သူမဟာကားကိုစွန့်ခွာဖို့ကြိုးစားပေမဲ့နောက်ကကားတစ်စီးကသူမကားကိုအရှိန်နဲ့ဝင်တိုက်လိုက်တဲ့အတွက်ကားတကားပိတ်သွားပြီးပိတ်မိနေခဲ့ပါတယ်။သူမဟာချက်ချင်းပဲအကူအညီတောင်းခံခဲ့ပေမဲ့ကယ်ဆယ်ရေးကိုစောင့်နေတဲ့အချိန်တွင်းမှာရေတွေကတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။မကြာခင်မှာပဲကားတစ်စီးလုံးရေအောက်ရောက်လူနီးပါးဖြစ်နေပြီးရှုခင်တယောက်အရန်ကိုကြောက်လန့်နေခဲ့ပါတယ်။သူမဟာကားမျက်နှာချက်ကမှန်ကိုအသေးအတန်ထူရိုက်နေခဲ့ပါတယ်။ရေတွေကသူမကိုမျိုးသိပ်တော့မဲ့အချိန်မှာပဲအလင်းရောင်တန်းတစ်ခုသူမရှိတဲ့ဘက်ကိုထိုးကျလာခဲ့ပါတယ်။စုခင်ဟာမှန်ပေါ်ကရေတွေကိုအမြန်တုပ်ပြီးအကူအညီတောင်းဖို့လက်ကိုရမ်းပြလိုက်ပါတယ်။အဝေးမှာတော့မိသက်သမားနှစ်ယောက်ရေထဲကိုဖြတ်ပြီးသူမစီကိုလာနေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးတော့မျောလင်းချက်ရောင်ချီတက်လာခဲ့ပါပြီ။မှန်ကိုမရိုက်ခွဲနိုင်တဲ့အခါမှာတော့သူတို့ဟာကားကိုမြောက်ဖို့ပြင်ဆင်လိုက်ပါတယ်။စုခင်ဟာအဲ့ဒီလူတွေကိုမြင်ရဖို့အတွက်အားတင်းပြီးကြည့်နေခဲ့ပါတယ်။သူမတခါမှမထင်မှတ်ထားခဲ့မိတာကသူမအရင်ကစွန့်ပစ်ခဲ့မှုတဲ့ပထမဆုံးချစ်သူကသူမကိုကယ်တင်ပေးမဲ့သူဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။စုံရန်ကကားကိုမြောက်ဖို့အတွက်သူ့အားအင်ရှိသမျှတုံးပြီးစူးစမ်းနေချိန်မှာပဲသူ့ဖွဲ့သားကနောက်ကနေတုံးပေးနေခဲ့ပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီးကားကိုရေတိမ်တဲ့နေရာစီရွှေ့နိုင်ခဲ့ကြပါတယ်။စုံရန်ကချက်ချင်းပဲကားမှန်ကိုရိုက်ခွဲလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှပဲကားထဲမှာရှိနေတာရှုကျင်ဆိုတာကိုသူသိလိုက်ရတာပါ။တတိပြန်ဝင်လာတဲ့အခါမှာတော့သူကသူမကိုအမြန်ဆွဲထုတ်ပြီးကမ်းခြေဘက်ကိုပွေ့ချီသွားခဲ့ပါတယ်။တစ်ချိန်ကအရန်ချစ်ခဲ့မှုတဲ့ဒီလူသားကိုမေးကြည့်ရင်ရှုကျင်တယောက်သူ့ကိုပိုးပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားမိပါတယ်။ဒါပေမဲ့စုံရန်ကတခုခုမမှန်ဘူးဆိုတာကိုရိပ်မိသွားပါတယ်။သူကသူမကိုချက်ချင်းချပေးလိုက်ပေမဲ့စိတ်ပူနေတဲ့အရေးအယောင်ကိုတော့မဖြောင်းနိုင်ခဲ့ပါဘူး။သူကသူ့အဖွဲ့သားတယောက်ကိုသူမအတွက်အသက်ကယ်အင်ဂျီပေးခိုင်းလိုက်ပြီးနောက်ကိုလှည့်မကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။မကြာခင်မှာပဲရှုကျင်ကစုံရန်ကိုကျေးဇူးတင်ဖို့နဲ့အင်ဂျီပြန်ပေးဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူကတော့အေးဆက်ဆက်နဲ့အလန့်ဝေးရဲ့ပုံစံကိုဆက်ထိန်းထားခဲ့ပါတယ်။သူ့ရဲ့အေးဆက်တဲ့သဘောထားတွေကြားကပဲသူမကတက်တိမွေးပြီးပြန်တွဲဖို့အတွက်တောင်းဆိုလိုက်ပါတယ်။စုံရန်ကသူမကိုမယုံနိုင်တယ်လို့ကြည့်နေမိတယ်။လွန်ခဲ့တဲ့10နှစ်ကသူ့ကိုစွန့်ပစ်သွားခဲ့တဲ့ပထမဆုံးချစ်သူကအခုမှပြန်လာပြီးပြန်တွဲဖို့တောင်းဆိုနေတာကိုသူလုံးဝမယုံနိုင်ခဲ့ပါဘူး။ဒါပေမဲ့စုံရန်ကသူမကိုညှင်းပယ်လိုက်ပါတယ်။အဲ့ဒီတုန်းကသူမဘာလို့ရက်ဆက်ဆက်နဲ့သူ့ကိုထားခဲ့ရတာလဲဆိုတာသူနားမလည်နိုင်ခဲ့တယ်လို့အခုမှဘာလို့သူ့စီပြန်လာရှာနေတာလဲဆိုတာကိုလည်းသူမေးခွန်းထုတ်နေမိတာပါ။မိသက်စခန်းကိုပြန်ရောက်တော့စိတ်ရှုပ်ထွေးမှုတွေကိုဖယ်ရှားဖို့ကြိုးစားရင်းစုံရင်တယောက်လေးချင်းကန်တွေမှာပဲအာယုံဆိုင်နေလိုက်ပါတယ်။ဒါပေမဲ့သူ့အဖွဲ့သားတွေကရှုခင်ချောင်းကိုတမင်တက်တက်ဆနောက်ပြီးတော့နောက်ပိုင်းကျရင်သူတို့အားလုံးစိတ်ကူးတာမှုခံယူဖို့သူမစီပဲသွားတော့မယ်လို့ပြောနေကြပါတယ်။အဆောက်အုံနေရန်ကနေကျိုးနဲ့ဆင်းနဲ့လေးချင်းကန်ပြီးတော့အဖွဲ့သားတယောက်ကရှုခင်နဲ့သူတို့ကြားကဆက်ဆံရေးအကြောင်းမေးဖို့ကြိုးစားပေမဲ့စုံရင်ကတော့ကန်ကြောက်လိုက်ပြီးစကားကိုဖျက်တောက်လိုက်ပါတယ်။စေယုံကိုပြန်ရောက်တော့လုတ်ဖို့ကိုင်ဖက်တယောက်ကရှုခင်ကိုနေ့လယ်ပိုင်းဟောပြောပွဲတစ်ခုကိုတက်ရောက်ဖို့လိုအပ်ကြောင်းပြောပြပါတယ်။ဘယ်သူမှပြင်းစရာကောင်းတဲ့ဟောပြောပွဲကိုမတက်ချင်ကြတာကြောင့်ရှုခင်ကမဲနိုင်ပြီးဆုံးဖြတ်လိုက်ပါတယ်။မိဘေးလုံခြုံရေးဆိုင်ရာဟောပြောပွဲဖြစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာတော့သူမရဲ့မျက်လုံးတွေကချက်ချင်းကိုတောက်ပသွားခဲ့ပါတော့တယ်။ဒီနေ့လေခင်းမှာသူကဟောပြောပွဲကိုရောက်လာပြီးစုံရန်ကိုတွေ့ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ရှေ့ဆုံးတန်းမှာထိုင်နေခဲ့ပါတယ်။ဒါပေမဲ့သူမျှော်လင့်ထားသလိုစုံရင်မဟုတ်ပဲလုတ်ဖို့ကိုင်ဖက်ဝိုင်မင်းကပဲဟောပြောသွားတာမို့စိတ်ပြတ်သွားခဲ့ရပါတယ်။ဟောပြောပွဲအဆုံးမှာတော့မိသက်စခန်းရဲ့အဖွဲ့လိုက်တဲ့ပုံတစ်ပုံကိုဖန်သားပြင်ပေါ်မှာပြသလာပါတယ်။ဓာတ်ပုံထဲကအချောဆုံးလူဟာဝိုင်မင်းရဲ့ရည်စားဖြစ်မယ်လို့လူတိုင်းကခံမှန်းပြောဆိုနေကြပြီးဝိုင်မင်းကလည်းညှင်းဆိုခြင်းမရှိပါဘူး။စုခင်ကတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတန်တရားရှိနေပေမဲ့ကိုယ်တိုင်မျက်မြင်မတွေ့ရသေးတော့မယုံကြည်ခဲ့ပါဘူး။ဟောပြောပွဲပြီးလို့ရှုခင်တယောက်အပြန်ပြင်ဆင်နေတော့မှပဲအရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်။အပြင်ဘက်လမ်းမကြီးမှာရင်တိုက်မှုကြီးတစ်ခုဖြစ်ပွားနေတာကြောင့်စေယုံကနေအရေးပေါ်အကူအညီပေးဖို့လိုအပ်နေတာပါ။စုခင်လည်းစေကူတာရဲ့အဖွဲ့ကိုအမြန်စုစည်းပြီးအခင်းဖြစ်ရာနေရာကိုထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းမိသက်စခန်းရဲ့ခေါင်းဆောင်ဖြစ်သူစောင်းမြန်ကသူ့အဖွဲ့ကိုဦးဆောင်ပြီးကယ်ဆယ်ရေးလုပ်ဖို့အဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်။ဒီလိုနဲ့ပဲလွန်ခဲ့တဲ့10နှစ်ကလမ်းခွဲခဲ့ကြတဲ့သူတို့နှစ်ယောက်ပြန်လည်ဆုံတွေ့ခဲ့ရပါတော့တယ်။အခြေအနေကအရေးပေါ်ဖြစ်နေတော့သူတို့နှစ်ယောက်လုံးတယောက်နဲ့တယောက်ဂရုမစိုက်နိုင်ကြပါဘူး။ဒါပေမဲ့ရေထဲနှိမ့်မြုပ်နေတဲ့ကားတစ်စီးတွေကရင်မောင်းကိုကယ်ထုတ်နေတော့မှပဲကားကရွှေ့ရလာခဲ့ပါတယ်။စောင်းရင်ကဘာမှမတွေးတော့ပဲရှုခင်ကိုကာကွယ်ပေးလိုက်ပါတယ်။ကားပေါင်အကျိုးပဲတစ်ခုကသူ့ကြောကိုစိုက်ဝင်သွားခဲ့ပါတယ်။သူမကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တာနဲ့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးကယ်ဆယ်ရေးလုပ်ငန်းကိုဆက်လုပ်ခဲ့ပါတယ်။စုဝင်းကတော့သူမရဲ့အလုပ်ကိုပဲအာယုံစိုက်ဖို့မှလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ဒဏ်ရာရသူအားလုံးကိုကယ်ထုတ်ပြီးတဲ့နောက်မှာတော့ရှုခင်ကစောင်းရင်ကိုချက်ချင်းလိုက်ရှာပြီးဆေးရုံမှာဒဏ်ရာကုသဖို့အတင်းတိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့စောင်းရင်ကတော့သူမနဲ့ပတ်သက်ချင်စိတ်လုံးဝမရှိပါဘူး။ကံကောင်းထောက်မှစွာနဲ့ပဲနီးပြဆရာကကြားဝင်ပေးခဲ့ပါတယ်။စောင်းရင်ဘယ်လောက်တောင်ကောင်းမှနေလဲဆိုတာကိုမြင်တော့သူတို့နှစ်ယောက်အတူမရှိချင်ကြလို့ဆိုတာကိုနီးပြဆရာသဘောပေါက်သွားပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကိုအားပေးဖို့အတွက်စောင်းရင်ကိုဆေးရုံသွားပြီးကုသမှုခံယူဖို့အမိန့်ပေးခဲ့ပါတယ်။ရှောင်စရာလမ်းမရှိတော့တဲ့စောင်းရင်ကတော့ရှုခင်နဲ့အတူထွက်ခွာသွားရပါတော့တယ်